ကျွန်တော်ဒီစကားပြောလို့ကျွန်တော်မိတ်ဆွေစီးပွားရေးသမားတချို့ကျွန်တော်ကိုမုန်းသွားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကိစ္စတစ်ခုကိုတရားလေးစဉ်းစားကြည့်အောင်ဒီနေ့ခေတ်မှာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ diploma သင်တန်းတွေအကြောင်းဖြစ်ပါတယ်အဲ့တော့ပထမဆုံးစကားပလင်ခံထားချင်တာတော့ဘွဲတွေ diploma တွေဆိုတာကစိုက်ပျိုးရေးမှာမဟုတ်ပါဘူးနယ်ပယ်တိုင်းမှာလိုအပ်ပါတယ်အရေးလည်းကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားမှာဒီဘွဲတွေ diploma တွေယူပြီးတော့ဇိုးရဆိုင်ရာဌာနတွေမှာလုပ်မှာလားသူတေသနတွေ research and development တွေလုပ်မှာလားဒါမှမဟုတ်ဘဲနဲ့ company ဝန်ထမ်းပေါ့နော် technician တွေလုပ်မှာလားဆိုတော့စဉ်းစားဖို့လိုပါတယ်အဲ့လိုမှမဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ model တွဲယူပြီးတော့ကျွန်တော်တို့စိုက်ခင်းတွေကတဲရဲ့နံရံမှာတွက်ချိတ်ထားလို့လဲကျွန်တော်တို့ရဲ့သီးနှံတွေကတိတိကျကျထွက်နှုံးတိုးတော့မှာမဟုတ်ပါဘူးအဲ့တော့ဒီသင်တန်းတွေတက်ဖို့ကအရေးမပါဘူးလားလို့ကျွန်တော်ကိုမေးကြရှိပါတယ်အရေးပါပါတယ်ဒါပေမဲ့ကျွန်တော်တို့စိုက်ပျိုးရေးသမားဘဝဆိုတာကအခြားလုပ်ငန်းခွင်တွေနဲ့တော်တော်ကွဲပြားပါတယ်ဘွဲတွေ degree တွေပြနေုံနဲ့ကျွန်တော်တို့ရဲ့စိုက်ခင်းရလက်တွေထွက်လာမှာမဟုတ်ပါဘူးခင်ဗျအဲ့တော့ကျွန်တော်တို့ရဲ့အဓိက target ကကျွန်တော်တို့ရဲ့စိုက်ခင်းမှာဝင်ငွေထွက်ငွေမျှဖို့ဖြစ်တယ်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကောင်းမွန်စွာလည်ပတ်နိုင်ဖို့နောက်ထပ်2နှစ်စာနောက်ထပ်3နှစ်စာအတွက်ကျွန်တော်တို့ဒီအရန် research money တွေရှိဖို့ဒီဟာတွေကပို့ပြီးတော့အရေးကြီးတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပါတယ်နောက်တစ်ချက်ကဒီနေ့ခေတ်မှာကျွန်တော်တို့သွင်းအားစုဈေးတွေကအစမတန်ကိုတက်နေပါတယ်မြေစီတအိတ်ဝယ်ရဖို့ကိုတော်တော်လေးခေါင်းခဲရတဲ့အခြေအနေတွေရှိပါတယ်ကျွန်တော်တို့မျိုးစေ့ဈေးတွေတက်တယ်ကဘာရက်ကနိုင်ငံရေးအခြေအနေတွေကြောင့်ရေနံဈေးတွေတက်လာတာနဲ့အမျှတည်ယူပို့ဆောင်ရေးနဲ့တူထိုက်ပြွေးလုပ်ငန်းသုံးပစ္စည်းတွေပါဈေးတက်လာတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့မြန်မာနိုင်ငံမှာဒီ diploma သင်တန်းပေါင်းများစွာကြော်ညာအားကောင်းကောင်းနဲ့ဖွင့်လာတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ diploma တွေမှာကိုယ့်ရဲ့စိုက်ခင်းကိုယ့်ရဲ့လုပ်ငန်းအတွက်တကယ်အသုံးတည့်မဲ့သင်ခန်းစာတွေအကြောင်းအရာတွေသင်နေတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့အချို့ topic တော်တော်များများကတော့ကျွန်တော်တို့မြန်မာရေမြေရာဇီဝုဒ္ဓကိုယ့်ရဲ့စိုက်ခင်းနဲ့မကိုက်ညီတဲ့ဟာတွေကိုပဲပြောနေတာတွေ့ရပါတယ်ဥပမာနည်းပညာတစ်ခုကကျွန်တော်တို့ Israel မှာဘယ်လိုလုပ်ဖြစ်တယ်ကျွန်တော်တို့ထိုင်းနိုင်ငံကစိုက်ပျိုးရေးပညာရှင်ကြီးကပြောထားတာဒါမှမဟုတ်ကျွန်တော်တို့ဟိုအင်္ဂလန်ကတော့အင်္ဂလိပ်ကြီးကပြောထားတဲ့စိုက်ပျိုးရေးနည်းစနစ်ဒါအမှန်သူ့နောက်မှာ research တွေသိပ္ပံပညာရှင်တွေ scientist တွေဘယ်လိုတွေအလုပ်လုပ်ခဲ့တာဆိုပြီးတော့ကျွန်တော်တို့အားပေါင်းအာရင်တက်တန်ဘယ်လောက်ပဲပြောနေကိုယ့်ရဲ့မြမရေမြေရာဇီဝုဒ္ဓနဲ့ကိုယ့်ရဲ့စိုက်ခင်းထဲမှာတကယ်အလုပ်ဖြစ်ပြီလားဆိုတဲ့မေးခွန်းကိုဖြေနိုင်ဖို့လိုပါတယ်ကျွန်တော်တို့တစ်ခုစဉ်းစားကြည့်အောင်ကျွန်တော်တို့အမေရိကမှာရောင်းမဲ့ဖရဲစည်းတစ်လုံးရဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရောင်းမဲ့ဖရဲစည်းတစ်လုံးရဲ့ဈေးနှုန်းကျွန်တော်တို့မြန်မာနိုင်ငံမှာရောင်းမဲ့သင်္ဘောစီးတစ်လုံးရဲ့ဈေးနှုန်းနဲ့ဟိုအမေရိကယူရိုပမှာရောင်းမဲ့သင်္ဘောစီးတစ်လုံးရဲ့ဈေးနှုန်းဘယ်လောက်ထိကွာခြားမယ်လို့ခင်ဗျားတို့ကျွန်တော်တို့ထင်အဲ့တော့ကျွန်တော်တို့ဈေးကွက်အခြေအနေတွေကျွန်တော်တို့ရဲ့ရေမြေရာဇီဝုဒ္ဓတွေပေါ်မှာမူတည်ပြီးတော့မှရင်ကျွန်တော်တို့စိုက်ပျိုးရမယ့်စိုက်ပျိုးရေးနည်းစနစ်တွေကလည်းဘယ်သူနဲ့မှမတူနိုင်ပါဘူးအဲ့တော့ကျွန်တော်စိုက်ပျိုးရေးကသူမြန်းနေဘယ်လိုစိုက်ပျိုးလဲဆိုတာကိုကျွန်တော်တို့အတူယူလို့ရတယ်ဒါပေမဲ့ကိုယ်ပိုင်စိုက်ပျိုးရေးနည်းစနစ်ကသာလျှင်ကိုယ့်အတွက်အကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီစာပေတွေလေ့လာစရာမလိုဘူးစီးလို့ဝါလွတ်နဲ့ကိုလှုပ်ချင်ရာကိုရှောက်လို့ရမယ်လို့ပြောတာမဟုတ်ပါဘူးသူမြန်းနေလို့တဲ့ဟာကိုကျွန်တော်တို့အတူယူမယ်ကိုယ်နဲ့ကိုက်ညီတဲ့ version ကိုကိုပြန်ပြီးတော့ပြောင်းလဲရမယ်ဒါကိုအဓိကဆိုလိုတာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးလေ့လာစရာတွေကဒီနေ့ခေတ်မှာဟိုးရင်ခေတ်တွေထက်အများကြီးလွယ်ကူစင်ပြေလာတာကိုတွေ့ရပါတယ်ခေတ်အဆက်ဆက်မြန်မာရေမြေမှာစမ်းသပ်အောင်မြင်အသုံးပြုပြီးတဲ့စိုက်ပျိုးရေးနည်းစနစ်တွေကိုရေးသားထားတဲ့စိုက်ပျိုးရေးစာအုပ်တွေများစွာရှိတယ်ကိုကအင်္ဂလိပ်လိုနားလည်နိုင်တယ်ဖတ်နိုင်တယ်ရေးနိုင်တယ်ဆိုလို့ရှိရင် Google တို့ AI တို့မှာသွားမေးပြီးတော့စိုက်ပျိုးရေးဆိုင်ရာအကြောင်းအရာတွေကိုလည်းသေချာလေ့လာလို့ရနေတဲ့ခေတ်အခါဖြစ်ပါတယ်အဲ့တော့ကိုကဒီအင်္ဂလိပ်လိုပြောထားတဲ့အကြောင်းအရာတွေကိုသွားပြီးလေ့လာမယ်ဆိုလို့ရှိရင်တော့ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ကလေ့လာတာနဲ့အသုံးချတာတွေကိုခွဲထားဖို့လိုပါတယ်လေ့လာတာကတော့ဘယ်ပညာရပ်မဆိုကျွန်တော်တို့မှာအချိန်အားငွေအားရှိတယ်ဆိုရင်လေ့လာလို့ရတယ်ဒါပေမဲ့ဒီဟာကိုကိုယ့်ရဲ့စိုက်ခင်းထဲမှာတိုက်ရိုက်အသုံးချဖို့အတွက်ဒီစနစ်ကြီးကကိုယ်နဲ့ကိုက်ညီလားမှန်လားဆိုတာကတော့ကိုယ့်ရဲ့အသိပညာအတတ်ပညာကိုယ့်ရဲ့အတွေ့အကြုံနဲ့သေချာချိန်ထိုးပြီးတော့မှရင်ကိုယ်ပိုင် version ဖြစ်အောင်ပြုပြင်ပြောင်းလဲပြီးတော့မှစိုက်ခင်းတွေကိုအောင်မြင်တိုးတက်အောင်စိုက်ပျိုးနိုင်ကြပါစေကြောင်းကျွန်တော်ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ